အားလုံးပဲတခုခုကိုအရန်စိတ်အားထက်သန်ပြီးဆက်လုပ်ခဲ့ပူးကြတယ်မဟုတ်လားဒါပေမဲ့ကနူးစိတ်လှုပ်ရှားမှုလေးပြောင်းသွားတာနဲ့လမ်းခုလက်ငါတန်ဒီတိုင်းလေးပစ်ထားခဲ့မိတာမျိုးပေါ့တကယ်တော့ဒါဟာငါတို့အားလုံးကြုံတွေ့နေရတဲ့နာကျင်စရာအဖြစ်မှန်တစ်ခုပါကိုစကျင်လိုက်တဲ့အရာလေးကိုအဆုံးသတ်အောင်မရောက်ဘူးဆိုတာလေဒီနေ့တော့ပီတာဟော်လင်းစီရဲ့အမြင်တွေကိုအခြေခံပြီးစတင်ခဲ့တဲ့အရာတွေကိုအဆုံးသတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အမှုပညာကိုအတူတူသရုပ်ခွဲလေ့လာကြည့်ကြရအောင်ဒီနေ့တွားမဲ့လမ်းချောင်းလေးကိုအရင်ပြောပြမယ်နော်အပိုင်းတဲ့အဆုံးထိလုပ်ခြင်းရဲ့အကြီးကစိတ်ပိုင်းညာအပိုင်းညကိုယ့်ရဲ့တကယ်တွန်းအားကိုရှာဖွေခြင်းအပိုင်း3ကိုယ်ပိုင်စီမင်းမြန်ဖန်တီးခြင်းအပိုင်း4မှန်ကန်တဲ့စိတ်ထားမွေးမြူခြင်းအပိုင်း5အချင်းဆွဲတဲ့အချင်းကိုရိုက်ချိုးမဲ့နီးပြူဟာများနဲ့နောက်ဆုံးအပိုင်း6အနောက်ချက်ကင်းမဲ့စုံဖန်တီးခြင်းဆိုပြီးတွားကြပါမယ်ဒါဟာအချင်းဆွဲခြင်းကိုအပေးချင်အနိုင်ယူဖို့အဆင့်ဆင့်လမ်းညွှန်ထားတဲ့လက်ဆွဲစာအုပ်ပါပဲအပိုင်း1အဆုံးထိလုပ်ခြင်းရဲ့အဓိကအစိတ်ပိုင်းများကဲငါတို့ရဲ့အိမ်ကကားကိုတောင်တဲ့တောင်မို့စိတ်ကူးတွေကတဝက်တစ်ပြက်နဲ့ရက်တက်နေတဲ့ project ထန်ချိုင်ကုန်းလေးတွေကိုတစ်ချက်လောက်ပြန်တွေးကြည့်လိုက်ကြစို့ကိုယ်တိုင်တစ်သားလေးတစင်ထွေးမယ်ဆိုပြီးစလုပ်ခဲ့ပေမဲ့ထောက်မှဖုန်တက်ပြီးပစ်ထားတာမျိုးလေးဒါမှမဟုတ်အစတာလိုမျိုးအိမ်တွင်းမဖုတ်လုပ်နေလေးစလုပ်မယ်ဆိုပြီးဘယ်တော့မှအကောင့်ထဲပေါ်မလာတာမျိုးတွေပေါ့တကယ်တော့ဒါဟာလူတိုင်းလိုကြုံမှုတဲ့စိတ်ပျက်စရာလေးပါပဲအလုပ်တစ်ခုကိုအဆုံးထိလုပ်ဖို့ဆိုတာအဓိကအစိပ်ပိုင်းလေးခုပေါင်းစပ်ထားတာပါပထမဆုံးက focus ခေါ်တဲ့အာရုံစူးစိုက်မှုသူကဥခေါင်းပိုင်းပေါ့ဒုတိယက self discipline ခေါ်တဲ့ကိုယ်ပိုင်စည်းကမ်းသူကတော့မမက်ရက်တည်နိုင်ရမှုထိဖိမဲ့ကြောရိုးပါပဲတတိယက action ခေါ်တဲ့လက်တွေ့လှုပ်ဆောင်မှုဒါကတော့လက်နက်ချက်ထောက်တွေဖြစ်ပါတယ်နောက်ဆုံးကတော့ persistence ခေါ်တဲ့ဇွဲလုံလားသူကတော့ရက်တက်မတော့အောင်အငြင်းတွန်းအားပေးနေမဲ့နှလုံးပါပဲဒီလေးခုလုံးတသားတည်းပေါင်းဆက်သွားမှသာရှေ့ကိုဆက်ပါနိုင်တဲ့အင်အားတစ်ခုဖြစ်လာတာပါအပိုင်းနဲ့ကိုယ့်ရဲ့တကယ်တွန်းအားကိုရှာဖွေခြင်းဆိုတော့ငါတို့တွေဘာလို့လဲလွတ်လိုက်ကြတာလဲဘယ်လိုလုပ်ရင်စိတ်အားထက်သန်မှုတွေဆက်ရှိနေမလဲဆိုတာကိုစိတ်ပညာစုတောင်းကနေလေ့လာကြည့်ကြရအောင်အဓိကတရားခံကတော့အချိန်နဲ့ပတ်သက်ပြီးစိတ်သဘောထားခွဲလွဲနေတဲ့ပြဿနာကြီးပါပဲဒီညမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကပစ္စုပန်နဲ့အနာဂတ်နှစ်ခုကြားကအားပြိုင်မှုပဲဗျကိုယ့်ရဲ့ပစ္စုပန်အတာကချက်ချင်းရမယ်တာယာမှုတတ်တောင်တတာရှိမှုနဲ့အရာဝဲခဏလောက်မေ့ကျင်တဲ့စိတ်ကိုပဲတောင်းဆိုနေတာလေဒါပေမဲ့အနာဂတ်အတာကတော့ရေရှည်မှာရရှိမဲ့အောင်မြင်မှုတွေနဲ့ project တစ်ခုပြီးမြောက်သွားလာကိုပဲလိုလားပါတယ်ဒီနှစ်ခုကြားကစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကပဲငါတို့ရဲ့အလုံးလုံးနိုင်စွမ်းကိုလုံးဝဖျက်ဆီးပစ်လိုက်တာပါအဲ့ဒီအားပြိုင်မှုကိုဖြည့်ရှင်းဖို့ဆိုရင်တွန်းအားနှမျိုးလိုအပ်ပါတယ်အတွင်းစိတ်တွန်းအားဆိုတာကရှေ့ကနေမြူထားတဲ့မူလဦးနည်းလေးနဲ့တူပါတယ်ကိုယ့်ရဲ့စိတ်ကျဉ်နှံ့မှုအတွက်ဒါမှမဟုတ်မိသားစုအတွက်ဆိုတဲ့အတွင်းစိတ်ကလာတဲ့တွန်းအားမျိုးပေါ့ပြင်ပတွန်းအားကတော့အနောက်ကနေရိုက်မဲ့တုံးနဲ့တူပါတယ်သူကတော့တခြားသူတွေရဲ့ဖိအားငွေကြေးဆုံးရှုံးမှကြောက်တဲ့စိတ်ဆိုရတဲ့အကျိုးဆက်တွေကိုကြောက်တဲ့စိတ်ကနေလာတာပါအလုပ်တစ်ခုပြီးမြောက်ဖို့ဆိုရင်ဒီမူလဦးနည်းနဲ့တုတ်ကိုဟန်ချက်ညီညီတုံးတတ်ဖို့လိုပါတယ်ဒီနေရာမှာအရင်အရေးကြီးတဲ့နည်းလမ်းတစ်ခုကတော့ temptation bundling လို့ခေါ်တဲ့တွေးဆောင်မှုတွေကိုပေါင်းစပ်လိုက်တဲ့အယူဆပါပဲဒါဟာပစ္စုပန်အတနဲ့အနာဂတ်အတအကြားကကွာအချက်ကိုပေါင်းခုပေးလိုက်တာပါလို့ရမှာပြင်းစရာကောင်းတဲ့အလုပ်တစ်ခုကိုတဘိုးကြတဲ့ချက်ချင်းရနိုင်မဲ့ဆူလာတစ်ခုကတွဲလို့လိုက်တာမျိုးပေါ့စဉ်းစားကြည့်လေခုနကပြောခဲ့တဲ့ခက်ခဲတဲ့တစ်သားလေးထွေးတဲ့အလုပ်ကိုလုပ်နေတော့မှကိုယ်အကြိုက်ဆုံးတချင်းခွေကိုဖွင့်နှားထောင်တာမျိုးပေါ့ဒီလိုလေးလုပ်လိုက်ရုံနဲ့တင်ခက်ခဲတဲ့အလုံးဟာပြောစရာကောင်းတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲတော့ပါပဲအပိုင်း3ကိုပိုင်စည်းမြဲများဖန်တီးခြင်းကဲ project တစ်ခုကိုပြီးမြောက်အောင်လုပ်ဖို့ဆိုတာတိကျခိုင်မာတဲ့ကိုပိုင်စည်းကမ်းတည်ရှိဖို့အင်မတန်အရေးကြီးပါတယ်အမြဲတမ်းဆုံးဖြတ်ချက်တွေချနေရလို့ပင်မလာတဲ့အခါဒီကြိုတင်သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကပဲငါတို့ကိုကေတင်သွားမှာပါဒီရထတိတ်ကိုထိရောက်တဲ့တန်စီးမြင့်ရှိပါတယ်အလုပ်တစ်ခုကိုလက်လျှောက်လိုက်တော့မယ်ဒါမှမဟုတ်အကျိုးမရှိတဲ့အရာတစ်ခုကိုတွေးဆောင်ခံရပြီးလုပ်တော့မယ်ဆိုရင်ကိုပြန်မေးကြည့်ပါနောက်10မိနစ်ကြာရင်ဘယ်လိုခံစားရမလဲနောက်10နာရီကြာရင်ကောနောက်10ရက်ကြာရင်ကောငါဘယ်လိုနောင်တရီကြာလာမလဲဆိုပြီးတော့ပေါ့ဒီလိုအချိန်ကာလအပိုင်းခြားအလိုက်ကိုယ့်ရဲ့ခံစားချက်ကိုကြိုတင်တွေးတော့လိုက်တာဟာကာလတိုတွေးဆောင်ဖျားယောင်းမှုတွေကိုကြော်လွှားနိုင်ဖို့အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်အဖိုင်းလေမှန်ကန်တဲ့စိတ်ထားမွေးမြူခြင်းဒါကတော့အလုပ်တစ်ခုကိုအဆုံးထိပြီးမြောက်အောင်မြင်ဖို့အတွက်မဖြစ်မနေထားရှိရမယ့်စိတ်နေတကိုထားတဲ့အကြောင်းပါမှတ်ထားနော်အခက်ခဲဆိုတာတေချာပေါက်ကြုံလာမှာပါဒါကြောင့်တတ်တုံးတတ်တာမရှိတဲ့အခြေအနေတွေနဲ့ယဉ်နှီးကြမ်းအောင်လုပ်ထားမှသာအခက်ခဲနည်းနည်းတွေ့တာနဲ့လက်ရှုံးလိုက်ခြင်းတဲ့စိတ်ကိုတားရှိနိုင်မှာဖြစ်ပါတယ်ကော်လင်းမာဝယ်ရဲ့အလွန်ကောင်းတဲ့အဆိုမိတ်တစ်ခုရှိပါတယ်တလင်းချလက်40%ထက်မနည်း90%ထက်မများတဲ့အချိန်မှာဆုံးဖြတ်ချက်ချပြီးအလုတ်ဆလုပ်ပါတယ်တဲ့အရာရာပြည့်စုံမှာအားလုံးအစင်သစ်ဖက်မှလုပ်မယ်ဆိုတာဟာတကယ်တော့အချိန်ဆွဲစီရဲ့အသွင်ယူထားတဲ့ပုံစံတစ်ခုပါပဲအရာကြီးအစီအစဉ်တွေချပြီးအချိန်ဆွဲနေတာကလက်တွေ့လှုပ်ဆောင်မှုကိုလုံးဝနှောင့်နှေးပါစေပါတယ်အဖိုင်ကအချိန်ဆွဲတဲ့အကျင့်ကိုရိုက်ချိုးမဲ့နီးပြူဟာများ
အချိန်ဆွဲတဲ့အကျင့်တန်နေရာကိုဘလို့ရိုက်ချုံးမလဲဆိုတာစကြည့်ရအောင်ငါတို့ရဲ့အမြင့်အာယုံမှာတွေ့ရတဲ့အချက်ပြမှုတွေဟာအလုတ်ကိုနှောင့်နှေးစေတဲ့အရာတွေကိုတွန်းလှန်ဖို့အကောင်ဆုံးလက်နက်တွေဖြစ်တဲ့ဆိုတာကိုအန်တော်စရာကောင်းလောက်အောင်တွေ့ရပါလိမ့်မယ် သူဒေသနာအချက်လက်တွေကဒါကိုတက်တည်ပြနေပါတယ်အလုပ်တစ်ခုကိုမှတ်မိဖို့အတွက်တာမန်စာတန်းလေးနဲ့ရေးမှတ်ထားတာက၄ဝနေရခိုင်နှုံပဲအလုပ်ဖြစ်ဖြစ်မယ်စင်ယုံလေးလိုမျိုးထူးခြားစံပြတဲ့အမြင်အာရုံလုံဆောင်မှုတွေတုံးတဲ့ထား14ခိုင်နှုံချီပို့ပြီးအလုပ်ဖြစ်စေတယ်ဆိုတာတွေ့ရပါတယ်ဘာလို့လဲဆိုတော့ထူးခြားတဲ့ຢာတွေကဦးနှောက်ကိုအလိုလိုပို့ပြီးမှတ်မိစေလိုပါပဲ အခုအပန်းရှောက်အနောက်ရဲ့ခင်းမဲ့ဆုံးဖန်တီခင်စိတ်သက်ခိုင်မှမှုဆိုတာဂုံဟန်းသွားတဲ့အကန့်အသတ်ရှိရဲ့အရင်မြစ်တစ်ခုဆိုတာသိထားဖို့လိုပါတယ်ဆိုလိုတာကခိုင်မာတဲ့စိတ်သက်တစ်ခုတည်းကိုချီအားကိုးနေမဲ့ဆောင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအနောက်ရှက်ခင်အောင်စနစ်တကျပုံဖော်တိဆောက်ထားဖို့လိုအပ်ပါတယ် လူသဘာဝကိုအန်တော်စရာကောင်းလောက်အောင်ပြသနေတဲ့အချက်တစ်ခုရှိပါတယ်။ဥရောပနိုင်ငံတွေမှာလူခဲ့တဲ့ကိုအင်္ဂါလူဒန်နဲ့စစ်တမ်းရနိုင်ငံသားတိုင်းဟာအလိုလျောက်အလူရှင်ဖြစ်တယ်လို့ပုံသေးသတ်မှတ်ထားတဲ့နိုင်ငံတွေမှာ95ရာခိုင်နှုန်းအလူရှင်ဖြစ်လာပြီးကိုယ်တိုင်သွားရောက်စည်ရင်သွင်းမှာအလူရှင်ဖြစ်မယ်လို့သတ်မှတ်ထားတဲ့နိုင်ငံတွေမှာ29ရာခိုင်နှုန်းပဲရှိပါတယ်။ဆိုလိုတာကလူတွေဟာအားစိုက်ထုံးမှုအ ਨੇ ဆုံးလိုအပ်တဲ့လမ်းကြောင်းကိုအမြဲတမ်းအလိုလျောက်ရွေးချယ်တတ်ကြတယ်ဆိုတာပါပဲ။ ဒီအချက်ကိုနေ့စဉ်ဘဝမှာဘယ်နှအသုံးချမလဲနာမည်ကြီး chocolate center ချက်တစ်ခုမှာဆိုရင်စားပွဲပေါ်မှာမြင်သာပြီးအလွယ်တကူယူစားလို့ရတဲ့ဖန်ပလင်းကြီးတွေထည့်ထားတဲ့အခါတရက်ကိုပြမြောက်9.9ခုစားကြပြီး6ပိတ်အကွာကမမြင်ရတဲ့ပလင်းနဲ့ထည့်ထားတဲ့အခါ3.9ခုပဲစားကြပါတယ်တွေ့လားလူတွေရဲ့အပြင်းထူတဲ့တဘာဝကိုအသုံးချပြီးကိုအာယုံလွဲစေမဲ့အရာတွေကိုအလံဝေးတဲ့နေရာယူရက်ခဲတဲ့နေရာတွေမှာတမင်တကာသွားချသင့်ပါတယ် ဒီအသိပဲဖွင့်ဆိုချက်လေးကလည်းတိတ်အရေးကြီးပါတယ် attention residue တဲ့ Sophie Leroy ရဲ့သူတေသနာအရာမပြီးသေးတဲ့အလုပ်တစ်ခုကနေနောက်အလုပ်တစ်ခုကိုချက်ချင်းခုန်ကူးတဲ့အခါအာယုံစူးစိုက်မှုတွေကရှေ့ကအလုပ်မှာပဲကြံရိတ်ခဲ့ပြီးစွမ်းဆောင်ရည်တိတိတတာကျဆင်းသွားတတ်တယ်အလုပ်တွေတစ်ခုပြီးတစ်ခုကူးပြောင်းနေရတဲ့အခါစိတ်တွေလင်းစင်ပြီးခမောကမတွေဖြစ်သွားတတ်တယ်မဟုတ်လားဒါကြောင့်အလုပ်တစ်ခုတွေကိုသာတေးသေးချာချာအာယုံစိုက်လုပ်ခြင်းနဲ့တူနေတဲ့အလုပ်တွေကိုစုပေါင်းလုပ်ခြင်းကိုအထူးအကြံပြုထားပါတယ်ဒါပြင်လွတ်ရမယ့်စရင် to-do list ရှိတယ်လို့မလွတ်ရမယ့်စရင် don't-do list လည်းရှိဖို့အမတန်အရေးကြီးပါတယ်သူများပေါ်မိခွနေရတဲ့အလုပ်တွေအလုပ်များတဲ့အောင်နဲ့တကယ်တမ်းဘူးမရှိတဲ့အလုပ်တွေအချိန်ပေးတလောက်အကျိုးမရှိတော့တဲ့အလုပ်တွေကိုစရင်ထက်ထည့်ပြီးရှောင်ကျဉ်ရပါမယ်ဘာလီကိုတမင်တကာလစ်လူရှုရမလဲရှိလားသိချင်းကလည်းရှစ်ကိုဆက်သွားဖို့အတွက်တကယ့်ကိုအကောင်းဆုံးလောင်စာစီပါပဲ အခုဆိုရင်အားလုံးကိုခြုံငုံတုံးတက်ကြည့်အောင်ပါတကယ်လုပ်ငန်းဆောင်ရွက်မှုဆိုတာစိတ်ကူးရင်နေုံနဲ့ခဏထဖြုတ်စိတ်အားထက်သန်မှုလေးကိုအားကိုးနေုံနဲ့မရပါဘူးငါတို့အခုဆွေးနွေးခဲ့တဲ့တိကျခိုင်မာတဲ့စနစ်တွေစီမင်းတွေပတ်ဝန်းကျင်ဖန်တီးမှုတွေကိုလက်တွေ့အသုံးပြုမှုပေါ်မှာသာလုံးလုံးလျားလျားမှုတည်နေတာဖြစ်ပါရဲ့ အဆုံးသတ်အနေနဲ့ဒီမြေခွန်းလေးကိုအလေးနဲ့စဉ်းစားကြည့်စီခြင်းပါတယ်။ကိုယ်တိုင်လှုပ်ဆောင်ဖို့ပြက်ကွက်ထဲလို့အကောင့်ထဲမှာဖော်ဖြစ်ခဲ့တဲ့ကိုယ့်ရဲ့အိမ်မက်တွေအတွက်နောက်ဆုံးပေးဆက်လိုက်ရမယ့်တန်ဖိုးကဘာများဖြစ်မလဲ။ဒီရှင်းလင်းတင်ပြချက်မှာပါဝင်တဲ့နီလန်ဂျူကိုချက်ချင်းပဲလက်တွေ့အသုံးပြုပြီးကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအဆုံးထိပြီးမြောက်အောင်အကောင့်ထဲဖော်လိုက်ကြပါလို့တိုက်တွန်းရင်းဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်။